ဒါကတော့ကျွန်တော်တို့သဘောဝလေးကိုလီမိုဆက်မပါဘဲနဲ့သဘောဝလေးကိုအသုံးပြုပြီးတော့ဒါတည်ထားတဲ့ကျွန်တော်တို့ဒါမီးအနေထားဖြစ်ပါတယ်မီးတော့သူ့အလိုလိုနဲ့လိုလိုတောင်မှကျွန်တော်တို့မီးတော့ပြင်ပါတယ်ဗျအဲ့တော့ဒါကိုကျွန်တော်တို့ဒါလေးပေးကြည့်မှာဖြစ်ပါတယ်လေးပေးမှာဖြစ်တဲ့အတွက်ကြောင့်ဖုန်းလေးကိုကျွန်တော်တို့ဒါအုပ်မယ်ဒီအောက်ကကျွန်တော်တို့ဒီပေါက်ကိုလည်းပိတ်မှာဖြစ်ပါတယ်ပြပြီးရတယ်ပြီးတော့သူကရှော့သွားမှာဖြစ်ပါတယ်ဗျဒါကိုကျွန်တော်တို့လေးပေးမယ်ကဲဒါတော့ကျွန်တော်တို့ remote set လေးကို remote set ပေးပြီးတော့အသုံးပြုနေတဲ့မီးအနေထားပဲဖြစ်ပါတယ်ဗျတော့ချက်ချင်းပနေကိုကျွန်တော်တို့ဒါထဲကကျွန်တော်တို့ဒါရှင်တွေကချက်ချင်းစုသွားမှာဖြစ်ပါတယ်ဒီပြန်တော့တကယ်ရှယ်ကောင်းတယ်ဗျနော်ဒီပြန်ရှယ်ကောင်းတဲ့အတွက်ကြောင့်ဒီတည်ထားတဲ့ရှင်တွေလည်းချက်ချင်းကိုစုသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ကျွန်တော်တို့ဒီလို့ကျွန်တော်အစ်စ်နဲ့ထင်မိဖို့ကိုစိတ်ဝင်စားမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ Scorpion မျိုးရဲ့ဖုန်းနံပါတ်နဲ့ဘာနံပါတ်ဖြစ်တဲ့3999 8 6 6ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးအထူးပဲကျေးဇူးတင်ပါတယ်